အသက်30ကျော်မှသိလာရတဲ့စာဖတ်နည်းတစ်မျိုးပေါ့နော်အဲ့ဒါကိုအားလုံးအတွက်အသုံးဝင်မယ်ထင်လို့ပြန်ပြီးတော့မှပြောပြပေးပါမယ်ကျွန်မအခုထိုင်းစာလေ့လာနေတယ်စေးစာကတော့အမြဲတမ်းလိုဖတ်ဖြစ်တယ်ပေါ့နော်အဲ့တော့အဓိကထိုင်းစာလေ့လာတဲ့ခါမှာဆိုရင်ဒီအသစ်မှတ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှပေါ့နော် memorizing power ပေါ့နော်မှတ်ဉာဏ်အားပို့ပြီးတော့မှ brain power ပို့ပြီးတော့မှလိုလာတယ်အဲ့ခါကျတော့ကျွန်မနီးလန်းနေလိုက်ရှာကြည့်ရပေါ့နော်လိုက်ရှာကြည့်တဲ့ခါမှာတွေ့လာရတဲ့ဟာလေးကဒါလေးကကျွန်မတို့လည်းတော်တော်အသုံးဝင်နေအဲ့ဒါကဘာလဲဆိုရင်စာဖတ်နေတယ်ဆိုလို့ရှိရင်စာလုပ်နေတယ်ဆိုလို့ရှိရင်ဘေးနားမှာဒီလိုမျိုးကိုကဒါကဒီကောင်က textbook ဆိုလို့ရှိရင်ဒီမှာကျတော့ပေါ့နော်ဟိုပါပေါ့အကျဉ်းကြီးတဲ့စာအုပ်ပေါ့နော်အဲ့လိုလေးထားမယ်ထားပြီးလို့ရှိရင် textbook ကဒီမှာဖတ်တယ်ဆိုလို့ရှိရင်ဒီမှာအကျဉ်းကြီးတဲ့ဟာနဲ့ကိုကဘေးနားမှာဒီလိုမျိုးလေးပေါ့နော်ဘေးနားမှာဒီလိုမျိုးလေးချပြီးတော့မှရေးနေမှာပေါ့နော်ချပြီးရေးနေတဲ့စာကလေအဲ့လိုမျိုးတေချာကြီးကိုစာတေချာစကလုံးတွေပေါ်ဖို့မလိုဘူးဒီလိုမျိုးကိုကမှတ်နေနေမှာဘေးနားမှာလက်ကနေပြီးတော့ဒီလိုမျိုးချပြီးတော့မှရေးနေပေါ့နော်အဲ့ဒါကိုကြတော့ mind mapping လုပ်တယ်လို့ခေါ်တယ်ပေါ့နော်ကိုယ့်ရဲ့ brain ထဲမှာရှိတဲ့ဟာကိုပြန်ပြီးတော့မှကိုကအဲ့လိုမျိုးလုပ်တဲ့ခါမှာဆိုနှစ်ခါဖတ်လိုက်တယ်လို့ဖြစ်သွားတယ်ဖြစ်တဲ့ခါကျစာပို့ပြီးမှတ်မိတယ်အဲ့လိုမျိုးအဓိက memorizing power လိုတဲ့ခါတွေမှာဆိုရှင်ဒီကောင်ကပို့ပြီးတော့မှအသုံးဝင်တယ်ဘယ်လိုလဲဆိုလို့ရှိရင်ကိုကတစ်ခုခုကိုမှတ်နေတယ်ဆိုလို့ရှိရင်ကကြဒီဘက်မှာကြောက်မှာအခုဆိုရင်ကျွန်မကတခုခု memorize ပါမြင်တဲ့ဟာပေါ့နော်ထိုင်းစာကိုဖတ်နေရတယ်ဆိုလို့ရှိရင်ဒီဘက်ကကြဒီလိုမျိုးပေါ့ဖတ်နေနေစာချပြီးတော့ရင်းနေတယ်ဒါပေမဲ့လည်းချရင်းနေတဲ့ဟာတွေကကြတော့ဒီလိုမျိုးဘဲဖြစ်နေတယ်ပေါ့နော်အဲ့လိုကြီးစကလုံးတွေပေါ်နေပေါ့အဲ့လိုမျိုးစကလုံးပေါ်နေစရာမလိုကိုကဒီလိုချရည်ဒီလိုမျိုးမှတ်နေမျက်လုံးထဲကနေပြီးတော့မှမှတ်နေရင်းနေရတယ်လက်ကနေဒူချရည်နေရဆိုလို့ရှိရင်ဒီလက်ကချရည်တဲ့ဟာကဒီစကလုံးတွေပေါ်နေစရာမလိုဒါပေမဲ့ကိုကခေါင်းထဲမှာကဒီလိုမျိုးရင်းနေပြီးသားဖြစ်သွားတယ်ပေါ့နော်ခေါင်းထဲမှာဒီကလက်ကနေတစ်စင်ကိုမှတ်နေပြီးသားဖြစ်သွားတယ်အဲ့တော့အဲ့ဒီလဲလေးကတော်တော်လေးကိုပဲသုံးဝင်တယ်အဲ့လိုဒါကဒီလိုမျိုးပေါ့ထိုင်းစာမှရင်မဟုတ်ဘူးကိုကသင်ချာပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းကျန်တဲ့ဘာသာရပ်တွေပဲမဆိုပေါ့နော်ကိုက memorize ပါမြင့်သုံးရတော့မယ်ပေါ့နော်ခေါင်းထဲကမျိုးမမိအောင်လုပ်ရမယ်ဆိုရှင်ဒီလိုမျိုးဘေးနားကနေပြီးချရည်တဲ့ဟာမျိုးလေးကိုလုပ်တင်တယ်အဲ့စာလုံးနေရတာဒါမှမဟုတ်လို့ရှိရင်အိမ်မှာကလေးတွေရှိရပေါ့နော်သူတို့ကိုစာဖတ်ဖို့အတွက်အဲ့လိုသင်ပေးနေရတာစာချက်ဖို့နဲ့သင်ပေးနေရတာဆိုလို့ရှိရင်ဒီနေ့လေးကိုသုံးကြည့်ပါဒါတကယ်ကိုအသုံးဝင်လို့ပြပြရပါနောက်ပြီးတော့လည်းဒါကိုလည်းသုံးနေတဲ့သူတွေလည်းကမ္ဘာမှာအများကြီးပဲရှိပါတယ်အသုံးဝင်တယ်ဆိုလို့ရှိရင်တော့ share သွားပေးပါအောင်နော်